လာပါရှင်5 Origin State ကနေကြိုဆိုပါရစေကျမတို့5 Origin State Channel ဟာဆိုရင်ကဘာမှာနာမည်ကြီးခဲ့တဲ့ဝတ္ထုစာအုပ်ကောင်းတွေကိုအကျဉ်းချုပ်ပြီးတင်ဆက်ပေးဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်ဒီနေရာမှာကျမတို့ရဲ့ထုံးစံအတိုင်းခေတ်ကိုတည်ရောက်ထားတဲ့စာအုပ်တွေအာနာရှင်ကိုမျက်နှာပုံးခွာပြထားတဲ့စာအုပ်တွေကိုပဲအဓိကရွေးချယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ပထမဆုံးအကြိမ်ဖြစ်ရွေးချယ်ထားတဲ့စာအုပ်ကတော့စာရေးဆရာကြီး George Orwell ရဲ့ကဘာကျော် Animal Farm ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကဒီစာရေးဆရာကြီး George Orwell ဟာမြန်မာနိုင်ငံနဲ့မစိမ်းပါဘူး။သူဟာ1922ခုနှစ်ကနေ1929အထိမြန်မာနိုင်ငံမှာဗြိတိရှကိုလိုနီရဲရရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုပါတယ်။အဲ့ဒီတုန်းကသူမြင်တွေ့ခဲ့ရတဲ့ကိုလိုနီနယ်ချက်စနစ်ရဲ့ရက်စက်ပုံတွေဟာသူ့ကိုနယ်ချက်စနစ်နဲ့အာဏာရှင်စနစ်စန့်ကျင်ရေးသမားလေးတအုပ်ဖြစ်လာစေခဲ့တာပါ။စာရေးဆရာကြီးရဲ့ပထမဆုံးလုံးချင်းဝတ္ထုဖြစ်တဲ့ Burmese Daysမြန်မာနိုင်ငံကနေရများဆိုရင်ကတာမြို့မှာတာဝန်ကျခဲ့ရတဲ့အတွေ့အကြုံတွေကိုအခြေခံထားပြီးတော့ရေးသားထားတာပဲဖြစ်ပါတယ်။အခုကျမတို့ပြောပြမယ့် Animal Farm ကတော့1918ခုနှစ်ရုရှားတော်လှန်ရေးကိုခိုင်းတိုင်းတရောထားတဲ့စာအုပ်ပါ။တော်လှန်ရေးတစ်ခုရဲ့ကနဦးရည်ရွယ်ချက်ကောင်းတွေဟာအာဏာမမောတဲ့ခေါင်းဆောင်တွေလက်ထဲမှာရောက်သွားတဲ့အခါဘလို့တောင်လန်းလဲသွားတယ်လေဆိုတာကိုကွက်ကွက်ကွင်းကွင်းတရောထားတဲ့သင်ခန်းစာပြီးစာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်မှာအခန်း10ခန်းပါဝင်တာမို့လို့ပြည်သက်တွေနားထောင်ရတာပြင်းမသွားအောင်ပိုင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကဲတလိမ့်ဆန် channel ကတော်လည်းရေးဝတ္ထုလေးနဲ့စတင်လိုက်ကြရအောင်ရှင်။